အားလုံးပဲမင်္ဂလာပါရွှေကိုက်ခါထားပြီးရနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတော့မော်ဒိတ်ကိုပေါ်တာကြီးလက်ခဏခဏလာမိကြရဲမော်ဒိတ်ရဲ့ဗီဒီယိုလေးဘယ်လိုမျိုးရိုက်လေဘယ်လို like တွေသုံးရိုက်လေဆိုတော့မော်ဒိတ်ကတော့ TNW ကထုတ်တာရဲ့ဒီ like တွေနဲ့ရိုက်ပါတယ်နေ sorry ပေါ်တော့ရှက်လိုက်တယ်ညီမဖွင့်ရသေးဆိုတော့ like တွေလေးက3ချက်ပေါ်လို့ရတယ်ဒီမှာဒါသူ့ရဲ့ original like တွေပေါ့နော်ပြီးလို့ရှိရင်အဝါရောင်ပြောင်းလို့ရမယ်အဖြူပြောင်းလို့ရမယ်ပြီးလို့ရှိရင်ဒါလေးကပါလေးလေမောင်ကတိတ်လေတွေ့ပြီးသူအလင်းအောင် step 3ဆင်းပါမယ်ပြီးလို့ရှိရင်သူကမီးလေးကိုအတိုးလို့ရမယ်ပြီးလို့ရှိရင်ဒီမှာမီးလေးကိုရှော့လို့ရမယ်ဟောလေးမြင်သွားတော့ဒီလေးချက်လေးပြလိုက်မယ်ဒီလိုမျိုးဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးရဲ့အရှိကကြတော့ဘယ်လောက်ကြီးဆွဲဆန့်လို့ရလဲဆိုတော့တော်တော်ကြီးဆွဲဆန့်လို့ရပါတယ်တကူကြီးတစ်ခါရတော့ portable လည်းတော်တော်ဖြစ်တယ်ပြီးတော့ဒီမှာဖုန်းရဲ့ဒီ grip ကလည်းတော်တော်လေးခိုင်တယ်ပြောရအောင်လေမီးလေးခဏပိတ်ထားလိုက်မယ်ဆိုတော့ဒီကောင်လေးကကြိုက်လို့ adjust လုပ်လို့ရတယ်ကိုကဒီနေရာမှာဖုန်းကိုမထုတ်ရချင်ဘူးဆိုလို့ရှိရင်ဒီဘက်ကိုလည်းတော့ထားလို့ရတယ်ပေါ့နော်ကိုကကြိုက်လို့ထားလို့ရတယ်အကေကိုကအဲ့လိုမှမဟုတ်သေးဘူးဒီမျိုးမကြိုက်ဘူးဒီမျိုးကြိုက်တယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ပေါ့နော်ကိုကြိုက်တယ်လို့ adjust ထားပြီးတော့ဗီဒီယိုကိုစိတ်ကြိုက်ပုံစံမျိုးပေါ့နော်ဖန်တီးလို့ရတယ်ကိုကအိမ်မှာအေးအေးဆေးမအောင်တိတ်လို့မျိုး vlog လေးရိုက်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုက review လုပ်ချင်တာပဲဖြစ်ဖြစ်ကြိုက်တာပဲလို့ပေါ့နော်ဒီ lighting နဲ့တော်တော်လေးအဆင်ပြေတယ် TNW ကို lighting ကို mic ကိုကြိုက်လို့ဝယ်တာပေါ့နော်ဆိုတော့ on date လင်းလေးချပေးတာပဲပေါ်တာလို့ဆိုတော့ထုံးစံတိုင်းပဲ thank you ပါပေါ်တာတို့ရေ see you in next video bye bye